ဒီနေ့ကတော့တင်900တန်မိုးရှိတယ်ဗလာမပါခဲချင်းကန်ဆယ်မဲ့ရဲ့အမြင့်ဆုံးစုကြီးဖြစ်တဲ့ iPhone 17 Pro မှာကန်ထူးသွားတယ်ကန်ထူးရှင်စီသွားမှာပဲဖြစ်ပါတယ်အခုကန်ထူးရှင်ရှိတယ်လှန်လန်အန်နီကောရဲ့ Remix Corner ရောက်ရှိနေရပဲဖြစ်ပါတယ်ကန်ထူးရှင်တော့မသိဘူးဒီမှာတော့ရင်နေရန်ခုန်နေပြီကန်ထူးရှင်လည်းရောက်ပြီဆိုတော့စုသားပေးလိုက်ပါအောင်မယ်ရှင်မင်္ဂလာပါရှင်အမဟုတ်မင်္ဂလာပါဘလို့ခံစားရလဲမသိဘူးလေအရန်ပျော်နေလားမသိဘူးအရန်ပျော်တာပဲဒါဒီနေ့ကစုလေးလာထုတ်တဲ့ရက်ပေါ့နော်မနေ့ကတော့ကန်ဆယ်မဲလေးပောက်တဲ့ရက်ကလေးပေါ့ဒါနဲ့လေနောက်ချစ်တဲ့သူတွေလည်းတီးချင်နေရပါတော့ဘလို့မှန်မကွဲမျိုးကိုကတ်လိုက်လို့ဒီလိုအမြင့်ဆုံးစုရိုးပေါက်သွားလဲဆိုပြီးတော့ပထမဒီဟာမှန်မကွဲလာကတ်တာအစီအစဉ်မရှိဘူးဖုန်းလာဝယ်တာဟိုဘက်မှာဖုန်းဝယ်ပြီးတော့အမမျိုးသားသူ့ဖုန်းလေးမှန်လေးကွဲနေတယ်အဲ့ဒါလေးကတ်ချင်တယ်ဆို iPhone 11မျိုးစားလေးကိုမှန်ကြည့်လေးကတ်လိုက်တာပေါ့နော်အဲ့ဒီဟာလေးမှာပောက်သွားတာနေရန်ဝမ်းတာပါတယ်မှန်မကွဲကတ်ရတာလေစိတ်ကျင်တဲ့မှုရှိရလားအဆင်ပြေရလားရှင်စိတ်ကျင်တဲ့မှုရှိပါတယ်ဒီကကလေးတွေလည်းဝန်ထမ်းတွေလည်းရန်ကိုလေဝန်ဆောင်မှုလေးတွေကောင်းကြတယ်ဒီကန်ဆယ်မဲလေးရှိတယ်ဆိုတဲ့အစီအစဉ်တော့အမတကယ်တမ်းပြောရင်မသိဘူးပေါ့နော်အမှတ်မတင်မဲ့ပေါက်လိုက်တော့လေဘယ်လိုပြောမှမသိအရန်ပဲပြောလေအရန်လဲဝမ်းတာတယ်ဒီစုဒီကိုပေါက်တော့လေကိုရိုင်းသုံးပါလားဒါမှမဟုတ်တခြားသူကိုလက်ဆောင်ပေးပါလားရှင်ကိုရိုင်းသုံးပါပေါ့ဒါကိုယ့်ရဲ့ကန်နဲ့ရတဲ့ဟာလေပိုင်ရှင်ကိုစောင့်ပြီးတော့နေတယ်လို့လည်းမစိတ်ထဲမှာခံစားရတယ်ဆိုတော့ကိုရိုင်းသုံးပါပါနောက်ထပ်ဒီလိုကန်ဆယ်မဲကိုရဲရဲကြီးချစ်အောင်လေနောက်ထပ်သူတွေရောဟိုစကားလေးတစ်ခုလောက်ပြောပေးပါလားရှင်ဒီကန်ဆယ်မဲရပေါ့နော်10လပိုင်း15ရက်နေ့ထိပေးမှာတကယ်လဲအမှန်တကယ်3,500ဘိုးအထိပြည့်အောင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့လာရောက်ပြီးကန်ဆယ်နိုင်ပါတယ်တကယ်လဲပေါင်မဲတွေအများကြီးရှိပါသေးတယ်လို့ပြောချင်ပါတယ် Congratulations ပါနော်ဟုတ်ကဲ့ thank you ပါ